မေရဲ့မျက်လုံးလေးများကပလဲနဲ့မူရပေါင်းဆက်ထားသလိုလေကိုညွတ်သွဲနှကန်းလေးများကသိလာအောင်ဘယ်လိုများပင်လိမ့်ကချေကိုနေဟန်ချိုချသူရဲ့ရွှေရောင်လို့တောင်းဝေးဝါတဲ့သွားလေးတွေဖွေးဖွေးနူတဲ့ပလဲလေးတွေဒီကုန်းထားပြီလေတကယ်မေရဲ့တကိုယ်လုံးပဲလာတဲ့အပေါ်ထိုက်ရတနာပေါင်းစုထားလို့နဲ့ယတနာလို့လာကုန်ကြွေသူရဲ့မေရဲ့ရတဲ့လုံးကတော့စင်ကားကမှကြောလို့လာလေတဲ့ဖို့ထိုက်အောင်နောက်ထပ်လို့ရဲ့အတဲ့လုံးကိုကြောက်စိမ့်